လေးမှာအတူတူကကျွန်တော်တို့ချက်တန်းခွင့်ရတော့ကြောင့်ဘုရားရဲ့ကျေးဇူးတော်ကိုထူးပဲရှိမောနဲ့ကျွန်တော်တို့ဖြစ်နေတယ်ကျွန်တော်တို့လောကမှာအပေါင်းအသင်းတွေကတိတ်အရေးကြီးတယ်အပေါင်းအသင်းတွေကတိတ်အရေးကြီးတယ်အရက်သမားနဲ့ပေါင်းရင်အရက်သမားဖြစ်သွားတယ်နော်အဲကြောင့်ကျွန်တော်တို့ရဲ့နေ့စဉ်နဲ့တာမှာကိုပေါင်းတဲ့အပေါင်းအသင်းကဘာတူလဲဆိုတာကိုနော်တော့လာကြခက်ချစ်တော့အငယ်နဲ့ဆယ်ရမှာ73နဲ့ဆယ်ရမှာဘာတွေ့ရလဲအဲ့ဒါဖတ်ပြီးတော့ကျွန်တော်တို့ဆူတောင်းပြီးတော့စပြမယ်နော်တော့လာကြခက်ချစ်တော့အငယ်နဲ့ဆယ်ရမှာကျွန်တော်ကိုကဘောလုံးဝါဒနာပါလားဒါပေမဲ့ဘောလုံးဝါဒနာပါတဲ့လူတွေပေါင်းရင်နဲ့ကိုကဘောလုံးဝါဒနာပါနော်ကိုကတချင်းဝါဒနာမပါဘူးအစိုးရတရားနဲ့ပေါင်းရင်ကိုပါတချင်းဝါဒနာပါသွားတာစသဖြင့်ပေါ့ကျွန်တော်တို့တော့ကြခန့်ကျ73အငယ်10ထဲမှာကျွန်တော်တို့ဖတ်ကြည့်အောင်လူမိုက်နဲ့ပေါင်းဖော်တော့သူကတော့ပျက်စီးတတ်တယ်အဲ့ဒါကကျွန်တော်တို့ရဲ့အပေါင်းအသင်းနဲ့ညာဆိုင်ရရအပေါင်းအသင်းနဲ့တိတ်ဆိုင်ရရဖြစ်တယ်ဝိညာဉ်ရေးရနော်မိယာမလည်းဟုတ်တယ်တရား20နဲ့အငယ်တက်တဲ့ကဲအဲ့ဒါကိုဖတ်တယ်လို့ဆိုတော့မယ်ရတဲ့ကရုဏာနဲ့လည်းကိုရောကိုကျေးဇူးတင်တယ်နာမဘုံကြီးပါစေဝိညာဉ်တော်အစီအကားရှိတဲ့နေရာမှာအလုံးလုံးပါကိုရောဘုရားဟာလေလုယာကိုရောကိုလိုအပ်တယ်ကိုရောရတတ်နိုင်ခြင်းတွေဟာကျွန်တော်ရတတ်နိုင်ခြင်းဖြစ်ဖို့ကိုရောကလို့ရှိတဲ့အတိုင်းဒီကနေ့ညစီစဉ်ပါလက်တော်ထဲမှာအားနဲ့ယေရှုနာမနဲ့စာထုပါတယ်ပါအာမင်ကဲဟုတ်ပြီတရားခန့်ခြင်းတဲ့စတဲ့ငယ်တစ်နေ့ကိုကျွန်တော်ဖတ်ရအောင်